Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ Syringe ပါဒီနေ့မှာကျွန်တော်ဒါကြီးပါလေပောက်ကွာပါဟုတ်ပါတယ်ပြီးပောက်ကွာခင်းနေကတော့ကျွန်တော်အလဲကူဆုံးနီးနေကျွန်တော်နိုင်ကြအောင်ချစ်ပါတယ်ပောက်ကွာဆိုတာ easy လေးပေါ့ခင်ဗျာကျွန်တော် easy ချစ်တော့ပါပြီစားတာကျွန်တော်ဗီဒီယိုလေးစောနေမကြည့်ခင်ဗီဒီယိုလေးလည်း live ဆိုတာလေးလုပ်ဖို့မမေ့ပါနဲ့ Okay ဆက်လိုက်ကြအောင်မလေးကျွန်တော်ပြောစမ်းတော့ပောက်ကွာဆရာပဲကျွန်တော်တေရောဟာဘလို့ချစ်တာလဲဒီဘတ်တန်မကန်တဲ့လို့ဒီဘက်ကိုကျွန်တော်မှချစ်ပါတယ်ဟုတ်တယ်ဘတ်တန်မကောင်းဘတ်တန်ချက်ရမှာငါဘတ်တန်ပို့ဆိုးမှာရကျွန်တော်ထင်တယ်တော့ဆရာကြီးရတယ်ခေါင်းလားတော့ကောင်းပါဆို easy တော့ easy ချစ်တော့ပါခင်ဗျာဒါမှမဟုတ်ဒီရွေ update တာမျိုးတာမဆော့တယ်ရုံးရဆိုလို့ဒီအေးပါမဆော့တော့ဒီရောက်ခဲ့ပြီခင်ဗျာ let's go oh yes let's go do it I do it မတီတော့မှာအမေလာဖလားတီတော့ဦးလာတော့အဲ့ရကျွန်တော်ဘာနာမမမောင်တူဆိုမိတ်တော့ဘာလို့မရှိရောအရှင်မလေးကကျွန်တော်အစုံလေးချစ်ဒီရောက်တာကျွန်တော်တေးရခင်ဗျာโอเคဒီကင်းလာပြီးပါတော့ဘိုင်နားတကင်းအောင်နားတကင်းကြည့်ပါနားတကင်းတားလို့ကျွန်တော်ဗီဒီယိုတင်လာတယ်ပါခင်ဗျာโอเค let's go မချော့ပါတယ်ကြည့်ပါမလေးဘာဒီဂရီဆောင်းပါလဲကျွန်တော်ဒီဂရီဆောင်းပါတယ်တော့ဘုံချောင်းဘာကြီးလဲဟောဘာကြီးတော့ဟိုရှေ့ရဘာကြီးတော့ကျွန်တော်လည်းမသိဘူးမတော်ကျွန်တော်ပုံနေတယ်နော်ဒီကဟောလည်းဘာကြီးလဲတော့ကြတယ်ဒီတိုက်တာတော့ခင်းရိုက်တယ်โอเคကျွန်တော်ခင်းလာအောင်ခင်ဗျာဒီကိုရွှေပေါ်နော်ဆရာကြီးတော့နောက်တစ်ခင်းကနည်းနည်းတော့လွယ်ပါတယ်ခင်ဗျာနည်းနည်းပဲရမ်းမလို့ခုနဓာတ်ရရမ်းလို့ဒီကပဲတော့ဘာလဲတော့နည်းနည်းပဲဒါဒီတော့ကကိုခေါင်းလိုက်မဘာကြီးရောဂျယ်ဒီရဟောကျွန်တော်ဒီဟိုဘက်ကတော့မှာကျွန်တော်တော့ဒီတော့ဆရာဟောအေးပါကွာဘယ်နဲ့ငါလည်းလောက်တော့ဘယ်နဲ့ငါရှိနေလဲကျန်လို့တော့ချက်တော့ကိုကျန်ဦး let's go helloကျွန်တော်ကတော့ကြော်ပြီးတော့လာခဲ့ရအောင်ကျွန်တော်ကြော်တောင်းပါမယ်ခင်ဗျာlet's go ဒီအောင်ဘယ်လိုလဲလိုင်းလောဟောလိုင်းလော